GDS Science ကမြေမျက်နှာတွဲမြင်မြေပုံနဲ့ပတ်သက်ပြီးတော့မေခွန်းလေးတစ်ခုကိုအတူတူဖြည့်ကြည့်ကြရအောင်အဲ့တော့မေခွန်းကဘာပြောထားရလဲဆိုလို့ရှိရင် if the outer line on this topographical map is sea level outer line ဆိုတာကအပြင်ဘက်ဆုံး line ကိုပြောတာဖြစ်တယ် topographical map ဆိုတာကမြေမျက်နှာတွဲမြင်တဲ့ဆိုင်တဲ့မြေပုံလေးတစ်ခုမြေမျက်နှာတွဲမြင်တဲ့ဆိုင်တဲ့ဒီမြေပုံလေးရဲ့အပြင်ဘက်ဆုံး line က sea level ဖြစ်ပါတယ်တဲ့အဲ့တော့ပုံမှာဒီမြေမျက်နှာတွဲမြင်တဲ့ဆိုင်နဲ့မြေပုံလေးပေးထားတယ်အပြင်ဘက်ဆုံး line ကိုဒါအနီရောင်လေးနဲ့ပြထားတယ်ပေါ့နော်အဲ့နေရာလေးက sea level ပင်လယ်ရေမျက်နှာပြင်ဖြစ်ပါတယ်ပင်လယ်ရေမျက်နှာပြင်ဆိုလို့ရှိရင်ဘယ်လောက်အမြင့်ပေရှိလဲဆိုတော့0မီတာ0ပေ0စင်တီမီတာဆိုပြီးတော့ဒါအမြင့်တွေကိုတိုင်းတဲ့အခါမှာပင်လယ်ရေမျက်နှာပြင်ကို3ညလို့ပဲသတ်မှတ်ကြရတယ်ပေါ့နော်မေခွန်းကိုဆက်ကြည့်ရအောင်မေခွန်းမှာ the contour interval is 20 meter လို့ပြောထားတယ်contour interval ဆိုတာကမြင်းချောင်းတစ်ချောင်းနဲ့တစ်ချောင်းကြားကိုပြောတာပေါ့နော်အဲ့ဒီကြားက20 meter ရှိတယ်အဲ့တော့ပုံမှာဆိုလို့ရှိရင်ဒီ sea level ကနေပထမအောင်ဆုံးမြင်းချောင်းရောက်သွားပြီဆိုတာနဲ့သူက20ဖြစ်သွားပြီမြင်းချောင်းတစ်ချောင်းနဲ့တစ်ချောင်းကြားမှာဒါ20ရှိတယ်လို့ပြောထားတယ်ပေါ့နော်20 meter ရှိတယ်အဲ့တော့မေးခွန်းကဗာမေးထားရလဲဆိုရင် highest point အမြင့်ဆုံးအမှတ်ကတဲ့ဘယ်လောက်မီတာရှိမှလဲဆိုရင်မေးထားတယ်မြေပုံပေါ်မှာအမြင့်ဆုံးအမှတ်ကဘယ်လောက်မီတာရှိမှလဲအဲ့တော့အမြင့်ဆုံးအမှတ်ကဒီမှာမြားပြထားတဲ့နေရာလေးကိုဒါအမြင့်ဆုံးအမှတ်လို့သတ်မှတ်တယ်အဲ့ဒီနေရာလေးမှာဘယ်လောက်မီတာရှိမှလဲအဲ့တော့အပြင်ဘက်ဆုံးလိုင်းက sea level ဖြစ်တဲ့အတွက်ကြောင့်3ညအဲ့တော့မြင်းချောင်းတစ်ချောင်းရောက်သွားပြီဆိုလို့ရှိရင်20ဖြစ်သွားပြီသူကဂျားထဲမှာ20ရှိတာမို့လို့မြင်းချောင်း2ချောင်းရောက်သွားပြီဆိုလို့ရှိရင်တော့ဒါ40မီတာဖြစ်သွားပြီမြင်းချောင်း3ချောင်းရောက်သွားပြီဆိုလို့ရှိရင်တော့60မီတာဖြစ်သွားပြီမြင်းချောင်း4ချောင်းရောက်သွားပြီဆိုလို့ရှိရင်တော့ဒါ80မီတာဖြစ်သွားပြီအဲ့တော့သူ့ရဲ့အပေါ်ဆုံးအမှတ်ကကြတော့မြင်းချောင်း4ချောင်းနည်းနည်းကြော်ကြော်လေးမှရှိရပေါ့နော်ဒါကြောင့်မလို့အဲ့နေရာလေးကတော့60မီတာဖြစ်သွားပါပြီ